Oh my God. Oh my God. My Shayla. My Shayla. ဟယ်လိုအားလုံးပဲမင်္ဂလာပါဒါကတော့မျက်မျိုးသားက၄နှစ်လောက်ထားတဲ့စလူရှိကိုဆိုင်မှာတွားညှက်မဲ့ blog လေးပဲဖြစ်ပါတယ်အရင်ဦးဆိုစပင်ကိုခေါက်လျှော့ပြီးတော့တရားမှုတ်ပေးပါတယ်ပြီးတော့အားမရသေးလို့သူကိုယ်တိုင်ထပ်မှုတ်ပါတယ်ဒါကတော့ဆိုင်ကိုလာပါပြီဆိုင်မှာနေရာယူမယ်တကယ်တော့သူ့စပင်ရဲ့အထူကြီးရမ်းတော့နှမျောစရာကောင်းနေဖြတ်ရမှာလေညက်ကလည်းမန်လေးနဲ့တက်ပူလေးရိုက်ပါသေးတယ်ကိုလည်းပါချင်တာပေါ့နော်ဒီမှာပါစပင်ကြီးကိုညပ်ပြီးကြာကြီးညှက်လိုက်ရပါတယ်ညှက်တဲ့သူကလည်းစပင်ကိုလေလက်စီးမစီးတော့ပို့ပြီးတော့ညှက်ရကြာတာပေါ့နော်တကယ်နှစ်စီးစီးလိုက်ရင်နည်းနည်းလေးညှက်ရတာမြန်တာပေါ့တစီးစီးလိုက်ပါပြီညက်ကလည်းမတ်တန်တင်ပေးပါတယ်ဆာမူရိုင်းကနေပြီးတော့ကမှကိုရီးယားမင်းသားလေးဖြစ်တော့မှာပေါ့နော်ဒီမှာပါဆန်စုလေးရသွားပါတယ်ညက်တယ်နည်းနည်းလေးယူလိုလေးပေါ်လာပါပြီဒါကြတော့ကိုရီးယားရဲ့စပယ်စတိုင်ပေါ့တော့လေခွဲတဲ့ဖြစ်သွားပြီအဲ့ဒါတွေစပယ်တွေအကုန်ညှက်ပြီးတော့ကမှခေါက်လျှော့ပါမယ်ခေါက်လျှော့ပြီးတော့ဒီလိုပူလေးထွက်လာပါတယ်ရှိကိုရီးယားမင်းသားလေးဖြစ်သွားပါပြီတတာ